တင်းတောင်တဲ့ချင်းလေးကတော့ခဏလေးပဲနားထောင်မယ်ဆိုရင်တာမန်တဲ့ချင်းတပုတ်တတာပါပဲဘာမှမထုတ်ဘူးထင်ရပါမယ်ဒါပေမဲ့လည်းညဘက်မင်းအမောင်ထဲမှာသေချာအာယုံစိုက်ပြီးနားထောင်လိုက်တဲ့ခါမှာတော့အမားတို့တွေသိလိုက်ရတာတခုက EBC ကမီးဖြတ်ထားတဲ့ဆိုတာပါပဲတင်းတောင်ဝမ်းလေးကိုကြည့်ပြီးသွားရင်တော့ဒီတင်းတောင်တရေမကဘာလို့တက်လဲဆိုတာသိမှာပါအခုကတော့တင်းတောင်2ပါပဲနေ့ဘက်မှာတငယ်ချင်းတွေနဲ့ရှောက်သွားကစားနေတဲ့ Rin ဆိုတဲ့ကောင်မလေးကတော့ညဖက်ရောက်မှအเจ้าကပေးလိုက်တဲ့အင်စာတွေကိုအသေးအံကေးမှန်တွေလုံနေရပါလေရောဟာဆီယာမလည်းခက်တာတွေပဲအင်စာပေးနေတယ်ငါဒီပုတ်စာကြီးစင်ဆိုင်နဲ့ငါကောင်းကြည့်အောင်မီးလောင်တော့မှာပဲ Rin ကတော့သူ့ဘာသာစာမျှတာကိုကျောင်းကဆရာမကိုတောင်အပြစ်တင်နေလိုက်ပါသေးရဲ့အဲ့ဒီချိန်မှာပဲတကားဘဲလ်တန်ကို Rin တယောက်ကြားလိုက်ရပါတယ်ဟာဘသူလဲမသိဘူးစာရစင်စားလို့မရပါဘူးဆိုနေမှ Rin လည်းတကားပွင့်ပေးဖို့စာလုပ်နေတဲ့နေရာကနေထသွားလိုက်ပါတော့တယ်လာပါပြီရှင်လာပါပြီ။အိုးတကယ်တကားပဲကြီးရစွန့်နေနေနဲ့ဟာဘဲလ်ကတရုတ်ထုတ်ကြီးတက်ထားတာပြတ်သွားလိမ့်မယ်။ Rin လည်းတကားကိုဖွင့်ပေးလိုက်တော့အပြင်မှာဘသူ့ကိုမှမတွေ့နေရပြန်ပါဘူး။ဒါပေမဲ့လည်းသူတွေ့လိုက်ရတာတခုတော့ရှိနေပါတယ်။အဲ့ဒါကတော့ Rin တယောက်တည်းပဲမြင်နေရတာပါ။ Rin တယောက်တည်းပဲမြင်နေတာမလို့အမလည်းမမြင်ပါဘူးနော်။အဲ့ဒီနောက်တော့တိတ်မကြလိုက်ပါဘူး။ Rin ကမျက်နှာကျက်ပေါ်မှာစပိုက်ဒါမန်လို့ကတ်သွားပြီးမျက်လုံးပြူးကြီးနဲ့သေနေပါတော့တယ်။မျက်လုံးတွေကလည်းသွေးညက်ရည်တွေပါထွက်ကြနေတာပါအဖြစ်ကတော်တော်လေးကိုဆိုးသွားတယ်လောလောဆယ်အခုကြည့်နေတဲ့ချစ်ပရိသတ်တို့က Rin လို Spider-Man မဖြစ်ချင်ဘူးဆိုရင်တော့ subscribe လည်းမနှိပ်ရသေးရင်နှိပ်ထားပေးကြပါအောင်နော်ဒီဇလန်လေးရဲ့အစမှာတော့မိုးရွာတဲ့ညတညကစပါတယ်ဆာကူရာဟော်ရာတွေမှာမိုးတွေပဲရွာနေတာပဲလို့တော့မပြောကြပါနဲ့နော်အဲ့ဒီမိုးတဲနေတဲ့ညတညမှာ Rin ရဲ့အဖေကအလုပ်ကိစ္စနဲ့ခရီးထွက်ဖို့ဖြစ်လာခဲ့ပါတော့တယ်သမီးအဖေဒီညပဲခရီးထွက်ရမယ်ဒါပေမဲ့မနှက်ပြန်ရောက်မယ်။သမီးကိုမှားချင်တာစာမလုပ်ပဲကိုဆောက်မြန်မာ channel တင်သမျှဗီဒီယိုတွေပဲကြည့်နေနဲ့စာလေးသေချာကြောင်းနော်။ဟုတ်ကဲ့ပါအဖေရဲ့သမီးစာတွေလုပ်ပြီးမှပဲကိုဆောက်ကဇလန်းတွေကိုကြည့်မယ်နော်အဖေ။အေးလေငါသမီးလေးကလိမ်မာပြီးသားပဲပြန်လာရင်သမီးတို့ဘာမှမဝယ်ခဲ့ဘူး။အာဖေရလေ။အေးသွားမယ်အဖေနောက်ကျနေပြီ။ Rin ရဲ့ဖေကတော့မိုးရွာနေပူကရုမဆိုင်ပါဘူး။သူကရုဆိုင်တာကအလုပ်ပါပဲ။အခုလည်းညချင်းမင်းကြီးသမီးတယောက်တည်းကိုအိမ်မှာထားပြီးထွက်သွားတာပဲကြည်လိုက်လေမိုးတွေကတော့ခုထိရွာလို့ကောင်းနေတော့မယ်မိုးရွာနေပေမဲ့လည်း Rin တယောက်စောစောမအိပ်နိုင်ပဲကျောင်းကပေးလိုက်တဲ့အင်စာတွေကိုအပီးဖြတ်နေခဲ့ပါတယ်စာတွေကိုပြီးဖြတ်ဖို့အာယုံဆိုင်နေတဲ့ Rin တယောက်သူ့ရှေ့မှာဖြတ်ပြေးနေတဲ့တရေမကြီးကိုတောင်တတိမထားမိခဲ့ပါဘူးတရေမကြီးကတော့ပတ်စံပြလို့ရှာနေတဲ့အတိုင်းပဲပို့ဘက်ပြေးလိုက်ဒီဘက်ပြေးလိုက်နဲ့ပြာရာတွေခတ်နေတော့တာပေါ့စားတာပါရှင်တရေမက Rin ကိုတရေချောက်နေတာပါဒါပေမဲ့ Rin ကကောင်းကြီးငုံပြီးစားပဲလုံနေတာမလို့တရေမပတ်ပြေးပြနေလဲအလက်ကားဖြစ်နေတာပေါ့ဟာစားရရလည်းများရဟာဒီညတော့မိုးလင်းပေါက်စားချက်ရတော့မလားမသိဘူး Rin တယောက်စားရီကြက်ရလွန်လို့ညီးနေတော့မှပဲတကားဘဲလ်တန်ကိုကြားလိုက်ရပါတော့တယ်ဟမ်ပါလားဟာဒီချိန်ကြီးဘယ်ဟာဧည့်သည်လာမှာတော့ Rin လည်းစိတ်မရှိတော့ပါဘူးညဘက်ကြီးလာတဲ့ဧည့်သည်ကိုတွေ့ဖို့တကားကိုသွားဖွင့်လိုက်ပါတယ်တကားဖွင့်လိုက်ပေမဲ့အပြင်ဘက်မှာခွေးတကောင်ကြောင်တမီးအောင်မတွေ့ရပဲတိတ်လို့စိတ်လို့ပါပဲမိုးရွာတန်တွေကတော့တဖြောက်ဖြောက်နဲ့ပေါ့လေငါတို့တက်ထားတဲ့တကားပဲလာနည်းနည်းလွတ်ချင်နေပြီထင်တယ်နောက်နေ့တော့ဖြုတ်ပြီးအစ်စ်လဲမှကိုရရမယ်အဲ့ဒီနောက် Rin ကစားလို့ဖို့အထဲကိုပြန်ဝင်သွားခဲ့ပါတယ်အဲ့ဒီလိုဝင်သွားမှပဲဒီတင်းတောင်ဇလန်ကစားတာပါ Rin တို့အခန်းနေရမှာအနီရောင်စာကြီးရေးထားတာကို Rin ကမြင်လိုက်ရတာပါအဲ့ဒီစာကတော့တူးတူပုံနဲ့ကစားကြရအောင်ကွာလို့ရေးထားတာဖြစ်ပါတယ်စောနာဒီစာမရှိပါဘူးဘယ်ချိန်ဘလို့ဘသူကများရေးသွားတာလဲဆိုတာ Rin လည်းမသိပါဘူး Rin သိတာကတော့ခရီးထွက်သွားတဲ့သူ့အဖေကိုဖုန်းဆက်အကြောင်းကြားဖို့ပါပဲမိုးကတော့ရုတ်တရက်ကြီးတိတ်သွားပါပြီအဖေဖုန်းဆက်မရမယ်ငါ့တရေချောက်နေပြီတရေငါ့ချောက်နေပြီငါ့ကိုတရေကချောက်တာလားတရေကငါ့ကိုချောက်တာလားဟာမသိဘူးကွာဖုန်းဆက်မရမယ်Rin ကတော့ကြောက်လွန်လို့ပြရဖြစ်နေရပါဒါပေမဲ့ဖုန်းကမဝင်ပါဘူးဆက်သွယ်မှု area ပြန်ပေါက်ရောက်နေတယ်ဆိုတာကြီးပဲဟာဒီချင်းကြီးကြမှာကွာငါတို့စောက်ကျူးနေရပဲတရေကလည်းဒီညမှာလာချောက်ရလားငါဖေရှိရညကြလာမချောက်ဘူး Rin တယောက်ဖုန်းဆက်ဖို့ကြိုးစားနေတော့မှပဲနောက်ထပ်ထူးဆန်းတာတစ်ခုဖြစ်လာခဲ့ပြန်ပါတယ်အဲ့ဒါကတော့တခြားမဟုတ်ပါဘူးသူ့နောက်ကစန်ဒီယာကြီးကသူ့ဘာသာသူအတန်တွေထမြည်လာတာပါRin လည်းအစကတော့သေချာမသိပါဘူး
အဲ့ဒါကြောင့်စန်ဒီယာကြီးနာကိုအနီးကပ်သွားကြည့်လိုက်တယ်အဲ့ဒီလိုသွားကြည့်လိုက်တဲ့အချိန်မှာတော့တချင်းတပုတ်ကထမြေလာပါတယ်ထမြေလာတဲ့တချင်းကလည်းတခြားတချင်းမဟုတ်ပြန်ပါဘူးတင်းတောင်တချင်းကြီးပါဟဲဘလို့ဖြစ်လို့ဒီစညာကြီးကတီးတဲ့သူလည်းမရှိဘဲနဲ့ဘလို့လို့ပြီးတချင်းတန်တွေထွက်လာတာလဲဟာငါကြောက်ပါရဲ့ဆိုမှနောက်နေတော့ဒါကြီးကိုရောင်းစားပြစ်မရမယ်စန်ဒီယာထွက်လာတဲ့တင်းတောင်တချင်းကြီးကလည်းတဖြည်းဖြည်းကြောက်စရာကောင်းလာပါတော့တယ်အဲ့ဒါအပြင်နောက်ထပ်ထူးခြားတာကတော့အနီရောင်စာတန်းကြီးနဲ့တူတူပုံတန်ကစားရအောင်လို့ရေးထားတဲ့စာကိုလည်းထပ်ပြီးတော့တွေ့ရပါတယ်ရင်တယောက်အရန်ကိုလန့်အရန်ကိုဖြန့်နေပါပြီအဲ့ဒီလိုအရန်လန့်နေတော့မှပဲမိကမျက်မှလိုကြီးတွေပြတ်သွားပြီးစန်ဒီယာတန်ပါပျောက်သွားပါတော့တယ်ဟာမိရလည်းပြတ်သွားပြန်ပြီဟဲ့ငါကြောက်လို့တေးတော့မှာပဲရင်ပြောတာမှားပါတယ်ကြောက်လို့မတေးပါဘူးတင်းတောင်တရေမက6ပြီးတက်လို့တေးရမှာပါအခုတော့တင်းတောင်တရေမကြီးကရင်ရဲ့အရှိမတူတူရေဝါဆိုပြီးမှတ်တက်ကြီးရောက်လာခဲ့ပါပြီဒီတရေမရဲ့မျက်လုံးတွေကหนีရဲနေပြီးပစက်ကြီးကလည်းသွေးတွေနဲ့အသားစိမ်းတွေကိုစားထားတဲ့ပုံမှာပဲသူကပါဆိုပါမှမပြောပဲရင်ကိုပဲအစိမ်းလိုက်ကြီးစားတော့မဲ့ပုံစံနဲ့စိုက်ကြည့်နေတော့တာပေါ့အဲ့တော့ရင်လည်းထွက်ပြေးရတော့တာပေါ့ဟာ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 ဂျီတာဆယ်ရီဂျီတာဂျီနိုင်မလို့မဟိကြပါမယ်နင်ပြေးရမှာနင်ပြေးလို့တော့ရချင်ရမယ်ပုံလို့တော့မရဘူးဟာဟာဟာငါနာမည်ကတင်းတောင်တရေမမဟုတ်တဲ့တင်းတောင်တရေမပဲကွာတင်းတောင်တရေမကတော့ရင်နဲ့တူတူပုံနဲ့ကစားဖို့စတင်လိုက်ပါပြီရင်ကတူပုံနဲ့ကစားတဲ့နေရာမှာအရင်ညံ့ပါတယ်အဲ့ဒါကြောင့်သူပုံတဲ့နေရာကနေရာကောင်းတစ်ခုတော့မဟုတ်ခဲ့ပါဘူးဒါပေမဲ့တင်းတောင်တရေမကဆော့ဆော့စစ်စစ်ကြီးရင်ကိုတတ်လိုက်မဲဆိုရင်ပြင်းစရာကြီးဖြစ်နေမှာပါအဲ့တော့တရေမကရင်ကိုကစားပြီးမှတတ်ဖို့ဆုံးဖြတ်ပြီးထွက်သွားပါတော့တယ်အတန်တွေကတခါပြန်တိတ်သွားခဲ့ပါတယ်ရင်လည်းပုံတဲ့နေရာကထလာပြီးအိမ်ကိုတစ်ချက်ဆက်လိုက်ပါတယ်တရေမသူ့အိမ်သူပြန်နေချင်တယ်တော်သေးရပေါ့ဒါပေမဲ့ရင်ချင်ထားသလိုတော့မဟုတ်နေခဲ့ပါဘူးသူ့နောက်မှာတရေမကရောက်နေပါပြီတရေမကစက်သွန်လီတာကြီးကိုကြစ်ကြစ်ပေါင်စောက်ကင်ထားပြီးရင်ကိုစိုက်ကြည့်နေခဲ့တာပါဒါပေမဲ့ရင်ကတရေမဘာမှမလုပ်ရသေးခင်သူ့အခန်းထဲသူပြေးပါတော့တယ်တရေမကတင်းတောင်တချင်းကိုအော်ဆိုနေခဲ့ပြန်ပါတယ်ပြီးတော့တရေမကတင်းနဲ့ပြေးတယ်မလားနင်တင်းညပြေးလို့ရမယ်ပုံလို့မရဘူးဘာလို့ဆိုနင်နောက်မှာငါတို့တင်းတောင်တရေမကြီးလိုက်လာလို့ပဲနင်ရှောင်းရင်နင်ပေပြီတရေမကြီးကရင်ပုံနေတဲ့အခန်းတကားကိုခောက်လိုက်ပါတယ်သူကရင်ပဲမှာပုံတေချာပေါက်ကိုတိနေတာဖြစ်ပါတယ်တကောက်ဖွင့်လိုက်စမ်းနင်ဒီထဲမှာပုံနေတာငါသိရနော်ရင်တယောက်တော့အခန်းထဲမှာပိတ်မိသွားပါပြီဒီတစ်ခါဆိုသူပြေးဖို့နေရာမရှိတော့ပါဘူးမိရတခါပြန်ပြတ်သွားပြန်ပါလေရောဒါပေမဲ့မိပြန်လာတဲ့အခါမှာတော့ငါနိုင်သွားပြီကမလေးရီနင်ပြေးဖို့တာပြင်ပြီတော့တိတ်မကြလိုက်ပါဘူးရင်တယောက်မျက်နှာချက်ပေါ်မှာစပိုက်ဒါမန်လိုကြီးကတ်သွားပြီးမျက်လုံးကြီးကလည်းပြုတ်ထွက်မတက်ပြူးထွက်နေပါတယ်မျက်လုံးထဲမှာလည်းသွေးမျက်ရည်တွေပါထွက်ကြနေရပါပဲပြီးတော့အသက်လည်းမရှိတော့ပါဘူးဒါမှအသက်ရှိသေးလဲရင်ကလူမဟုတ်လို့ပါပဲဆက်လန်လေးကတော့ဒီမှာတင်အဆုံးသတ်သွားတာပါဆာကူရာဟော်ရာတွေများများတင်မေးစိတ်ချင်နေဆိုရင်တော့ဗီဒီယိုလေးကို like အမရဲ့ရှီတန်လေးကိုသဘောကျရဲဆိုရင်တော့အသေး channel လေးကိုတော့ subscribe လေးလုပ်ခဲ့ပေါ့ရှင်နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်နော်